တယ်ကျေလက်တော်လက်အားလုံးပဲမင်္ဂလာပါမင်္ဂလာပါအခုလက်ချက်တော့ပေါ့နော် sorry လို့လို့ဒီလက်ချက်ကိုလုံးနှောင်းဆိုပါမယ်ဒီတော့မှကျွန်တော်လက်ချက်တော့တယောက်ကပုတ်စီပဲဆိုပါမယ်နောက်တော့မှအားရပါရပြောပြမှာဖြစ်ပါတယ်ဆိုတော့ပွဲပြီးတဲ့အချိန်မပြန်မနဲ့ကြည့်ပေးပါလို့ဖြစ်တာခဲ့ခံချင်ပါတယ်ကြည့်ပေးပါလားOkay, para más